ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဘာကြီးစံ channel လေးကနေစိတ်ဝင်စားပွဲတဲတဲ့ရင်ဘူးတတိတံဝေကရပွဲရာဖြစ်ရမှန်ဇလန်ကောင်းလေးကိုဖတ်ပြတင်ဆက်ပေးဖို့အချိန်ခါကြောက်ရောက်လို့လာခဲ့ပြန်ပါပြီဒီကနေ့ဖတ်ပြတင်ဆက်ပေးမှာကတော့1955ခုနှစ်မုံရွာမြို့မှာကုန်တယ်ကြီးဥပလူကိုပြန်ပြီးဆွဲခဲ့တဲ့လူဆိုး၄ယောက်တို့ရဲ့ဖြစ်ရဆန်းတော်အမိရတဲ့စိတ်ဝင်စားပွဲတဲတဲ့ရင်ဘူးတတိတံဝေကရပွဲရာဖြစ်ရမှန်ဇလန်ကောင်းလေးကိုဖတ်ပြတင်ဆက်ပေးမှာဖြစ်လို့နားဆင်ခံစားအားပေးကြပါဦးခင်ဗျာမုံရွာမြို့ကမြစ်တာသမားဥပလူ1955ခုနှစ်ဝန်းကျင်ခါကဖြစ်ပါတယ်မုံရွာမြို့မှာချမ်းသာကြွယ်ဝတဲ့ကုန်တယ်ကြီးဥပလူဆိုသူတယောက်ရှိတယ်ဥပလူကမတမာသောနည်းနဲ့ချမ်းသာလာတဲ့သူမဟုတ်ပဲရိုးရိုးသားသားကြိုးစားမှုနဲ့ကြီးပွားချမ်းသာလာတဲ့သူဖြစ်ပါတယ်ဥပလူဟာတချို့သောကုန်သည်များနည်းတူဈေးမကစားပစ္စည်းကိုအကြံဖန်မလုပ်ဈေးကြချိန်မှာသိမ်းဆည်းထားပြီးတော့ဈေးတက်ချိန်ကြတော့မှထုတ်ရောက်တဲ့အကျဉ်းရုံများလို့မဟုတ်ပါဈေးကိုလည်းမှန်မှန်ကန်ကန်ပစ္စည်းကိုလည်းမှန်မှန်ကန်ကန်အကျဉ်းစရိုက်ကိုလည်းမှန်မှန်ကန်ကန်ကျင့်သုံးတဲ့သူဖြစ်ပါတယ်တနည်းအားဖြင့်တော့ကုန်သည်လောကမှာထူးခြားထင်ရှားတဲ့ပုဂ္ဂိုလ်တူလို့ဆိုပါကလည်းမှန်ပါပါပြောရရင်တော့မုံရွာကုန်သည်လောကမှာဥပလူမှစိတ်ချရတယ်လို့ဥပလူရဲ့ပစ္စည်းမှမှန်ကန်မှုအပြည့်အဝရှိတယ်လို့နာမည်ရလျက်ရှိနေပါတယ်ပစ္စည်းတစ်မျိုးမျိုးလာဝဲလို့ငွေမပြေဘူးဆိုရင်လေကဲယူသွားရှိမှကြုံမှပေးဟုတ်ပြီလားဆိုပြီးတော့တဘောမနောကောင်းစွာပေးတတ်တယ်လို့ယဟန်တန်ကောင်သီလရှင်အလူခံများမှဆောင်တရောင်စားများကိုလည်းစေတနာတရားထက်သန်စွာနဲ့လှူတဲ့တန်တက်ပေးကမ်းဆွင်ကြဲသမြဲပဲဖြစ်ပါတယ်ဥပလူဟောင်းမနက်တိုင်းလမ်းလျှောက်နေကြဖြစ်ပါတယ်၎င်းလမ်းတစ်လျှောက်မှာတွေ့ရှိရသောခွေးများကိုလည်းအသက်ယူဆောင်လာတဲ့မုံပဲသေးစားများကိုကျွေးမွေးလေရှိပါတယ်ဒါကြောင့်ခွေးမှန်သမျှဟောင်းဥပလူလာပြီဆိုရင်အမီလေးတနက်နဲ့စီးကြိုသမြဲဖြစ်ပါတယ်ဥပလူကနေ့စဉ်နေ့တိုင်းဆိုသလိုမေတ္တာကာယကံမေတ္တာဝစီကံမေတ္တာမနောကံဆိုပြီးတော့စေတနာ၃မျိုးကိုမပြတ်တမ်းပြုမှုဆောင်ရွက်နေသူဖြစ်တဲ့အပြင်ဒီခံမှုအပိုင်းမှာစံထားလောက်သူဖြစ်ပါတယ်တခါကလူတစ်ယောက်ကဥပလူကိုလူမပြီးတော့ရိုက်မိအောင်ကောင်းပေါက်ပြီးတော့တွေးများထွက်လာပါတယ်ရိုက်တဲ့သူလည်းဥပလူကိုတည်တည်ချာချာကြည့်မိရမှလူမသွားကြောင်းသိလိုက်ရပြီးထိတ်ထိတ်ပြပြဖြစ်လို့သွားပါတယ်ဥပလူကတော့တွေးတွေထွက်နေတဲ့ကြားကနေအပြုံးမပြတ်အေးစစ်စစ်ဤကဲ့သို့မေးပါတယ်ဟာတငယ်ဥကိုဘာကြောင့်ရိုက်ရတာတော့ကွဥလည်းတငယ်ကိုဘာမှလည်းမလုပ်ရဘဲနဲ့ကွာဥလေကျွန်တော်တောင်းပန်ပါတယ်ဗျာလူမပြီးတော့ရိုက်မိတာပါတောင်းပန်ပါတယ်ဗျာခွန်းလို့ပါဥရဲ့ဩလူမရိုက်မိတာလားအေးလေဥရဲ့စိတ်ထဲမှာဘယ်လူမသဘောမထားပါဘူးကွာဥရဲ့ဘဝဝေကျွေးမကင်းလို့အခုလိုခံရတာပဲလို့ယူဆပါတယ်ကဲတငယ်စိတ်ထဲမှာဘယ်လိုမှဖြစ်မနေနဲ့ဥခွန်းလို့ပါတယ်ကွယ်ပြန်တော့အဲ့ဒီတငယ်ကလည်းခရွရွလေးနဲ့အလင်းမြန်ထွက်သွားပါတယ်ဒီလောက်ထိသီးခံနိုင်စွမ်းရှိတဲ့သူဖြစ်တယ်ဥပလူကနိုင်လိုသူကိုအရှုံးပေးနှလုံးအေးသူပြိုင်လာရင်အရှုံးပေးနှလုံးအေးသူစိတ်ရှိသီးခံအနေမှန်ဧကန်ချမ်းသာသူစိတ်ရှိသီးခံအနေမှန်ဧကန်အောင်နိုင်သူစိတ်ရှိဇွဲတံအနေမှန်ဧကန်ချမ်းသာသူစိတ်ရှိဇွဲတံအနေမှန်ဧကန်အောင်နိုင်သူစိတ်ရှိဇွဲတံတင်ကြီးခံပြုရန်သာသနာမနာလိုကင်းဝင်တို့ရှင်လက်ငင်းချမ်းသာသူပဲဖြစ်ပါတယ်တို့ပါတော့လေဝေကျွေးဆိုတော့ကိုတော့ဘယ်သူမှရှောင်လွဲလို့မရပါဥပလူလိုတာမန်ပုဂ္ဂိုလ်မဆိုးထားနဲ့မြတ်စွာဘုရားတော်ဝေကျွေးကိုမရှောင်နိုင်ခဲ့ပါငယ်ရွယ်နှုတ်နဲ့တငယ်တော်ဘဝတစ်ခုမှာထွေခင်းကစားနေစဉ်မှာဇွန်းခံကြွလာတဲ့ပြည့်စေကဗုဒ္ဓအရှင်မြတ်ကြီးရဲ့ခြေမကိုထိမှန်ရမှတွေးကြည့်ဥသွားခဲ့ပါတယ်အဲ့ဒီတငယ်အနေနဲ့ဗုဒ္ဓမထေရမြတ်ကိုထိခိုက်စေလိုတဲ့စန္ဒမရှိတော့လေသူတော်စင်ကိုအနာတရားဖြစ်စေခဲ့တာကြောင့်ဘုရားရှင်ရဲ့ဘဝကိုရောက်တဲ့ခါမှာဒီဝဒရဲ့လောက်ကြံမှုကိုခံခဲ့ရပြီးတော့ခြေမတော်မှာတွေးကြည့်ဥခဲ့ရပါတယ်ထို့မြမကသေးပါကတ္တပဘုရားရှင်လက်ထက်6ရက်ဒုက္ခသရိယာကျင့်ရတာကိုမြင်တဲ့အခါမှာဗုဒ္ဓလောင်းလျောင်း
ဇောတိပါဠပုံနာကငါသာဖေယားဖြစ်ပါက6နှစ်ကိုကျင့်နိုင်ပါတယ်ကွာဆိုတော့ဝစီကံစကားကြောင့်ဒုက္ခစရိယာ6နှစ်ကျင့်ကြံခဲ့ရပါတယ်ထို့ပြင်ဘဝတစ်ခုမှာတမားတော်ဖြစ်ခဲ့စဉ်ကစေဖို့မပေးချင်တာကြောင့်လိန်ညာတဲ့ယောဂတွေကိုဝမ်းနှုတ်ဆေးတွေကိုပေးလို့ခြေပါခဲ့ဘူးတယ်ဒါကြောင့်မြတ်စွာဘုရားဖြစ်တဲ့ခါမှာပရိနိဗ္ဗာန်ပြုကန်ဒီမှာလောဟိတပက္ခန္ဒီကသွေးဝမ်းသွားလို့ပရိနိဗ္ဗာန်ပြုခဲ့ရတယ်ဝေကျွေးဆိုတာကတော့ဘယ်သူမှရှောင်လွဲလို့မရပါအခုလေကုံတဲ့ကြီးဥပလူကအများပေါ်မှာစေတနာထားသလိုတလိษံများပေါ်မှာပါမေတ္တာစေတနာထားခဲ့သူဖြစ်ပါတယ်ထို့ပြင်ဒီခံမှုမှာလည်းဩချရောက်လောက်အောင်အံ့ဩပွဲကောင်းလောက်အောင်စံပြုထိုက်သူပဲဖြစ်ပါတယ်တော့အတိတ်ရဲ့ဘဝကဝေကျွေးမကင်းလို့ပဲဖြစ်ပေလိမ့်မယ်ဒီနေ့မှာတော့မနက်စောစောလမ်းလျှောက်ထွက်လာတဲ့ဥပလူကိုလူပြတဲ့နေရာမှာလူ၄ယောက်ကအတင်းကိုချုပ်နှောင်းပြီးတော့လက်ကောင်းတို့ရဲ့ခြေကားပေါ်ကိုတင်းလို့မောင်းပြေးခဲ့ကြတယ်ဥပလူမှာတော့ရုတ်တရက်ဖြစ်လို့ကလည်းတကြောင်လူချင်းအားချင်းမမျှလို့ကလည်းတကြောင်ကြောင့်လက်ကောင်းတို့လုံးသမျှငြိမ်ခံခဲ့ရပါတယ်ကားပေါ်ကိုရောက်လို့ကောင်းပေါင်းထွက်တော့မှဟေးတငယ်တို့ဦးကိုဘာဖြစ်လို့ကားနဲ့တင်ခေါ်ကြတာတော့ကွဆိုပြီးတော့အေးစစ်စစ်ပဲမေးလိုက်ပါတယ်အဲ့ဒီခါမှာထိုလူ၄ယောက်နဲ့တစ်ယောက်ကဘာလို့ကွာအဲ့လိုပြောဆိုပြီးတော့ညာဘက်ဘားကိုလက်သီးနဲ့ထိုးလိုက်အောင်ပါဇက်မှသွေးများကြလာပါတယ်ဥပလူဟာထွက်ကြလာတဲ့သွေးများကိုလက်ဖမိုးနဲ့တုပ်လိုက်ပြီးတဲ့နောက်ရိုက်ချင်လို့ကိုထိုကဲ့သို့ပြောလိုက်တယ်အဲ့ဒီခါမှာစောစောကလူကတော်တော်ရှာရှည်တဲ့လူကြီးကိုကွပြောဆိုရိုက်ရန်ယူလိုက်တဲ့အခါမှာနောက်တစ်ယောက်ကလက်ကိုဆွဲပြီးတော့ဖမ်းလိုက်တယ်ဟာတော်ပါတော့ငမိုးရဘာမဟုတ်တာလေးနဲ့တို့ရဲ့ရည်ရွယ်ချက်တွေပြတ်သွားပါဦးမဲကွာရှာရှည်စကားများလို့ပညာပေးရတာပါကွာကဲမင်းတို့ဇက်ကိုမင်းတို့ပဲကတော့ကွာတော်ကြငါကြောင့်အသက်ပါသွားလိမ့်မယ်အေးပါငမိုးရဒီမဲ့ဖိုးကြီးခမရကိုကျုပ်တို့တွေကပြန်ပြီးဆွဲလာတာနော်ရည်တည်ရတာမလောက်နဲ့နော်မောင်ရင်တို့ကဥကိုပြန်ပြီးဆွဲခဲ့ကြတာကိုနေပါဦးကွာငွေဘလောက်နဲ့များပြန်ပြီးဆွဲခဲ့ကြတာတော့9သိန်းနဲ့ဗျသိပြီလားဖိုးကြီးအကျော်တစ်ခု9ပြောင်းစံတပီပြ30 35ပြားအချိန်ကာလမို့ငွေ9သိန်းကလွန်းစောမှများပြားလွန်လာပါတယ်အလူလေးကွယ်9သိန်းတော့မှလားဟေးလေ9သိန်းဆိုတော့လေ9သိန်းပဲပေါ့ကွယ်ပေးရမှာပေါ့လူအတန်နေတော့ငွေကြီးဆိုတာဘာမှမဟုတ်ပါဘူးအေးငါတို့များလူဝင်ဆန္ဒများပြေဝကြပါစေကျမ်းမာချမ်းသာကြပါစေကွယ်စိတ်ချပါအဖိုးကြီး9သိန်းဆိုတော့အဖိုးကြီးမေတ္တာပို့သလိုချမ်းသာပြီပေါ့ဗျာအေးငါတို့ပြောသလိုချမ်းသာပါစေကွယ်ချမ်းသာကြပါစေဥပလူကသူ့ရဲ့ထုံးစံတိုင်းပြန်ပေးသမား၄ယောက်ကိုအမုံမပွားမေတ္တာမပြတ်ဖဲနဲ့သူတို့ရဲ့မျက်နှာကိုစူးစိုက်ကြည့်လို့မေတ္တာပို့နေပါတယ်ဒီလိုနဲ့ခဏအကြာမှာတော့ဘယ်လိုဖြစ်တာလဲမသိဘူးကွာရားလာတယ်အေးဟုတ်တယ်ကွာငါလည်းမင်းလိုပဲရားတယ်ကွာဟဲ့ငါလည်းရားလာပြီဥပလူကိုပြန်ပြီးဆွဲလာတော့လူ၄ယောက်နဲ့မှ3ယောက်မှအထက်ပါတိုင်းမနေနိုင်မထိုင်နိုင်ရားရန်လာကြတယ်ကျန်တဲ့ပြန်ပေးသမားတယောက်လက်ကောင်းမောင်ဥပလူရဲ့ညာဘက်ဘားကိုလက်သီးနဲ့ထိုးသူဖြစ်ပါတယ်အဲ့ဒီတယောက်ကတော့ထူးဆန်းစွာလက်ကောင်းရဲ့ညာဘက်ဘားမှာရုတ်တရက်ဖူးယောင်ပြီးတော့လာသလိုကျန်တဲ့3ယောက်ထပ်ပို့ပြီးတော့ရရန်လာတဲ့အတွက်ကားပေါ်မှာတော့လူလိမ့်လို့နေရပါပြီရရန်နေတာကြောင့်ကားကိုဆက်လို့မမောင်းနိုင်တော့ဘဲနဲ့လမ်းဘေးကိုထုတ်ရက်လိုက်ရတယ်ပြန်ပေးသမားတို့မှာမိမိတို့ပြန်ပေးဆွဲလာတော့ဥပလူကိုတောင်ဂယုမပြုနိုင်တော့ဘဲနဲ့အာရပါရကုတ်ဖယ်နေကြသလိုမလေးဗျာရလို့တေးရပါတော့မယ်ကဲကြပါဦးဗျာရလိုက်တော့ကွာတို့ကဲ့သို့အော်ဟစ်နေကြရပါတယ်ဤသို့သောမြင်ကွင်းကိုစိတ်မကောင်းစွာနဲ့ကြည့်နေတဲ့သူကတော့ကုံသေးကြီးတထေးကြီးမေတ္တာသမားကြီးဥပလူပဲဖြစ်ပါတယ်မိမိရဲ့မေတ္တာပို့မှုကြောင့်မေတ္တာဆူရှာလို့ဤကဲ့သို့ရရန်မှုဖြစ်ကြတာကိုရေးစားမိလိုက်ပြီးမိမိမှာမကဲရင်တကယ်ကိုဒုက္ခဖြစ်နေတာမို့
ကေရန်တို့ဆုံးဖြတ်လိုက်ပြီးကဲမောင်ရင်တို့ရဲ့ရရန်နေတဲ့ဝေဒနာကိုဦးကကုသပေးပါမယ်ထို့ကဲ့သို့ပြောကြလိုက်ပါတယ်ဥပလူရဲ့စကားကိုကြားလိုက်ရတဲ့ပြန်ပေးသမား၄ယောက်မှာဝမ်းမြောက်ဝမ်းသာဖြစ်ပြီးတော့၎င်းတို့ပြန်ပေးဆွဲခဲ့ကြတာကိုတော့တတိမထားနိုင်ကြတော့ဘဲနဲ့ဥပလူကိုထိုင်ပြီးတော့ကြော့ကြပါတော့တယ်ဦးလေးကုသနိုင်ရင်ကုပေးသမှာဗျာကြာရင်ကျွန်တော်တို့တည်ရတော့မှာရဥကလည်းကျွန်တော်တို့ဘာမှမလုပ်တော့ပါဘူးဗျာဟုတ်ပါတယ်ဦးရကဲသမ်းပါဦးဗျာကျွန်တော်တို့ကိုခွန်းလို့ပါဗျာမြန်ကုပေးသမှာဦးရကြာမခံနိုင်တော့ဘူးဗျပြန်ပေးသမား၄ယောက်တော့မှဟေးကဲ့သို့တောင်းပန်ကြပြီးတော့မျက်ရည်များကြကငိုယိုကြပါတော့တယ်အေးပါကွယ်ဦးကုပေးပါမယ်ကဲတိတ်ကြပြီးတာလဲပြီးပါစီကွယ်ဦးအနေနဲ့တော့ဝေကျွေးမကင်းလို့အခုလိုခံရတာမို့အားလုံးကိုခွန်းလွတ်တယ်မောင်ရင်တို့အနေနဲ့ဦးကိုကျူးလွန်ခဲ့တာကိုလုံးဝခွန်းလွတ်ပါတယ်ကဲအခုလိုရရန်နေတာတွေပျောက်ပါစေကွယ်ပျောက်ပါစေတို့ကဲ့သို့ဥပလူကပြောကြလိုက်တာနဲ့မကြခင်မှာပဲပြန်ပြီးသမား၄ယောက်ခံစားနေကြတော့ရရန်မှုဝေဒနာမောင်ရုတ်တရက်ဆိုသလိုပျောက်ကင်းလို့သွားပါတယ်တို့တော့ဥပလူရဲ့ဘားကိုလက်သီးနဲ့ထိုးခဲ့တော့ပြန်ပြီးသမားတစ်ယောက်ကတော့ဦးလေးကျွန်တော်ရဲ့ညာဘက်ဘားကရောင်လဲရောင်နာနေသေးတယ်ဗျအဲ့ဒါကုပေးသမောင်းဗျာတို့ကဲ့သို့လက်အုပ်ချလို့တောင်းမှန်ပြောဆိုလိုက်တယ်တို့တော့တီးခတ်မှာကွယ်မောင်ရင်ကကြုတ်ကိုတီးလက်ရောက်ပြုတ်မှုခဲ့တာမို့ရုတ်တရက်ကြီးတော့ဘယ်ပျောက်ပါမလို့တရက်2ရက်လောက်ကြာမှပျောက်သွားပါလိမ့်မယ်ဟုတ်ကဲ့ပါဦးရဲ့ဘယ်တက်နိုင်မှမလဲကိုပြင်းနေကိုခံရတော့မှာပေါ့ကိုကမှားမိတာကိုဗျအဲ့ဒီပြန်ပေးသမားကဝမ်းနဲ့ကြေခွဲတဲ့လေးတန်းလေးနဲ့တလုံးချင်းပြောပါတယ်တို့နောက်ပြန်ပေးသမား၄ယောက်ဟောင်းဥပလူကိုထပ်မံလို့ကြော့ကြပါတယ်ကြော့ပြီးတာနဲ့ပြန်ပေးသမား၄ယောက်ဟောင်း၎င်းတို့ပြန်ပေးဆွဲလာတဲ့မြေတာသမားကြီးဥပလူကိုကောင်းမွန်မဲအိမ်ကိုပြန်ဖို့ပေးလိုက်ကြပါတော့တယ်မြေတာအစွမ်းကထက်မြက်လွင်လာပါတယ်ဇလန်းကိုပြောပြပေးပါတော့မုံရွာစရဝိုင်းမှာစိုက်ကားသမားကြီးဦးခွေတို့အမှတ်တရဟုတ်ကဲ့စိတ်ဝင်စားပွဲတဲတဲ့ရင်ဘူတတိတံဝေကရပွဲရဖြစ်ရမှန်ဇလန်းကောင်းလေးကိုဘာကြီးစံ channel လေးကနေတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်အဆုံးထိလိုက်ပါအားပေးနားဆင်ခဲ့တဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုအထူးပဲကျေးဇူးတင်ပါတယ်စာတပုတ်ကိုနားထောင်ပြီးသားနဲ့မိတ်ဆွေတို့ရဲ့ထင်မြင်ယူဆချက်တွေကိုဉာဏ်ရည်သွေးတဲ့အနေနဲ့ဗီဒီယိုလိုက်တစ်ချက်နေပြီး comment မှာဝင်ရောက်ဆွေးနွေးညှင်းခုန်သွားလို့ရပါတယ်အာမနာပါနဲ့မိတ်ဆွေတို့ရဲ့ comment တစ်ကြောင်းချင်းစီတိုင်းကိုကျွန်တော်တင်ဆက်သူကအလေးထားပြီးတော့စာပြန်ပေးနေပါပြီစာဖတ်တာကိုဝါသနာပါပေမဲ့စာဖတ်ဖို့အတွက်အချိန်မပေးနိုင်အလုံးမအားတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ဘာကြီးစံ channel လေးကနေထူးခြားစမ်းခြင်းလောဝစမ်းခြင်းတဲတဲ့ရင်ဖို့ပရလောကကံမီယာရဲမတန်မူခင်ဖြစ်ရမှန်ဇလန်ကောင်းများစွာကိုနေ့စဉ်မပြတ်ရှာဖွေပြီးတော့မှဖတ်ပြတင်ဆက်ပေးနေပါပြီခင်ဗျာ